ဖြူစိမ်းကျောင်းဝတ်စုံလေးဝတ်ထားသောကလေးမလေးတစ်ယောက်ကျောင်းမှအိမ်သို့အပြန်လမ်းပေါ်တွင်ပြေးနေသည်။လွယ်ထားသောလွယ်အိတ်မှာသူမ၏ခန္ဓာကိုယ်ထက်အဆမတန်ကြီးမားနေပြီးအရွယ်စုံစာအုပ်များအပြည့်သိပ်ထည့်ထားသောကြောင့်လေးလံလုံးနေသဖြင့်ပြေးနေသောကလေးမလေးမှာရိုင်ထိုးကလဲကျမသွားအောင်ထိန်း၍ပြေးနေရသည်။ကလေးမလေး၏ကျောင်းအင်ကြီးတစ်ခုလုံးရေလောင်းထားသလိုချွေးများရွှဲဆိုကပြေးသွားရင်းဖုံးမှုများတက်၍ညစ်ချေးနေတော်လေနဖူးပေါ်မှပါးပြင်ပေါ်သို့စီးကျနေသောချွေးဆက်တို့သည်ကလေးမလေး၏မျက်နှာပါအပြုံးကိုမဖြတ်နိုင်လွယ်အိတ်ကလည်းလေးပြေးရတာလည်းမိုးလွန်းလာသဖြင့်အားကိုပြေးနေရမှပြေးတစ်ပိုင်းပုံစံဖြစ်သွားနေရင်VO voice over အိမ်ရောက်ရင်ဖေဖေနဲ့မမေကိုသမီးရဲ့ report card ကိုအရင်သွားမပြလိုက်နဲ့ဦး flashback အတန်းမှန်ဆရာမက report card မှာအမှတ်စရင်းကို PT ဖြင့်ကြည့်နေရင်မှားစရာရှိတာတွေကို PT ဖြင့်ကြည့်နေရင်မှားနေတာကိုမြင်အောင်ရင်ပို့ပြောသွားပြီးဆက်ပြေးတော့သည်ကလေးမလေးဆွတ်ရွတ်ပြေးလာရင်တစ်စုံတစ်ခုကိုဝင်တိုက်မိပြီနောက်သို့တွင်ထွက်သွားအိတ်ခမ်းတစ်ခုအတွင်းမိန်းကလေးတစ်ယောက်တနခါသွေးနေကြောက်ပြင်ပေါ်တွင်တနခါတုံးကိုတကြွမိအောင်သွေးနေသည်ယေစုနေသောထမိန်နှင့်ကပ်နေသောခန္ဓာကိုယ်လေးတစ်ခုတနခါသွေးနေသောစီးချက်အတိုင်းလှုပ်ရှားနေသည်Scene 1C အရှိန်နှင့်ပြေးလာသောကလေးမလေးကခန္ဓာကိုယ်အလွန်ကြီးမားသောမိမဝဝကြီးတင်ပါးကိုအရှိန်နှင့်မွေးဆောက်မိကဖင်ထိုင်လျက်ကျသွားသည်ဟဲ့ဘယ်နဲ့လူကိုဝင်တိုးရတာတော့နာသွားပလားကလေးလို့မေးတာကိုကလေးမလေးကဆက်ဖြည်းဖြည်းနဲ့ကြော့နော်ကြီးတော်လို့ပြောရင်းပြေးထွက်သွားသည်Scene 1D တိုက်ခန်းကိုတက်တဲ့လေကားတစ်တွေကိုကလေးပီပီအထစ်တွေကြော်ပြီးတက်လာတိုက်ခန်းကားမကြီးကိုတွန်းဖွင့်ပြီးဝင်လာရာအိမ်ရှိခန်းတွင်တယောက်မှမတွေ့သဖြင့်အိမ်ခန်းထဲရှိတယောက်ယောက်ကိုစနောက်ရင်ခြေဖွပြီးနင်းသွားသည်ခက်ဟာဖြစ်နေသောအိမ်ခန်းတကားမှမျက်လုံးလေးတစ်စုံအခန်းထဲကိုချောင်းကြည့်လိုက်ရာအိမ်ခန်းထဲတွင်မီးဖိုချောင်ထဲမှအသားခုတ်ဓမ္မကြီးတစ်ချောင်းကိုကန်လျက်ယောက်ျားတစ်ဦးသူ့လက်ထဲမှဓမ္မသွေးတွေစီးကျနေစေထိုလူကသူ့ခြေရင်းမှာသေအပ်စေအသက်ငင်အကျော်ဆွဲနေသောအမျိုးသမီးကိုကြည့်နေရမှချောင်းကြည့်နေသောကလေးမလေးကိုသတိပြုပြီးသွားသည်လှည့်ကြည့်သည်ကလေးမလေးကသူ့ရှိမှမြင်ကွင်းကိုမြင်ချင်းမှာမျက်နှာပေါ်ကအပြုံးကရုပ်ခနေအံ့ဩထိတ်လန့်သွားသည့်မျက်နှာဖြစ်သွားသည်ကလေးမလေးကဓားကင်ထားတဲ့သူကိုကြည့်သူ့ရဲ့အိုက်တဲ့အမျိုးသမီးကိုကြည့်လိုက်ဖြစ်နေပြီခေါင်းခါရဲ့တစ်ခုခုပြောဖို့တောင်းပန်ဖို့ပါဇက်ကလှုပ်နေတော့လေအတန်ကထွက်မလားကလေးမလေးကလက်ညှိုးထိုးနေလက်ဟန်ချီရဖြင့်ပြောနေသည်ထိတ်လန့်တုန်လှုပ်နေသည်ဖြင့်အတန်ကအထစ်ဘလုံးမထွေးပဲထွက်လာသည်သူ့ကိုကြည့်ပြီးဓားကင်ထားတဲ့သူကနားလည်သွားသည့်ပုံစံသဘောတူတဲ့ပုံစံဖြစ်သွားပြီထမခုတော်ဘူးဆိုတဲ့သဘောခေါင်းညှိပြပြီးမှအမျိုးသမီးဘက်သို့ပြန်လှည့်လိုက်ကအားဖြင့်စင့်ကခုတ်နေတော့သည်
ဓာဖြင့်ခုတ်နေရင်းနဲ့ဓာဖြင့်ခုတ်နေသောသူသည်ဓာဖြင့်ခုတ်နေမှကလေးငယ်လေးများလိုအတန်ထွက်၍တဟီးဖြင့်အော်ငုံနေသေးသည်ကလေးမလေးမှာကြောက်ရွံ့ထိတ်လန့်စွာဖြင့်အာဟုတစ်လုံးသာပေါ်လိုက်နိုင်တော့သည်